1988 ခုနှစ်စက်တင်ဘာလ20ရက်ရုရှားနိုင်ငံရဲ့အကြမ်းတမ်းဆုံးဒေသတစ်ခုဖြစ်တဲ့ဒါဂစ္စတန်ရဲ့တောင်ပေါ်ရွာလေးတစ်ရွာမှာခဘစ်ကိုမွေးဖွားခဲ့ပါတယ်။အဲ့ဒီနေရာမှာရှင်သန်ဖို့ဆိုတာနူးညံ့နေလို့မရပါဘူး။ခိုင်မာတဲ့စိတ်ဓာတ်နဲ့တန်မဏိလိုခန္ဓာကိုယ်ရှိဖို့လိုအပ်ပါတယ်။သူ့ရဲ့ဖခင်အဗ်ဒူမနပ်နူမာဂိုမဒေါဖ်ဟာဆိုဗီယက်စစ်တပ်ကအငြင်းစားယူထားသူဖြစ်တယ်လို့စံပိုပညာရက်မှာလည်းဆရာတစုပါ။သူဟာသူ့အိမ်ရဲ့ဧည့်ခန်းကိုချာရီခင်းကီနပန်းကွင်းအဖေပြောင်းလဲခဲ့ပါတယ်။ခဘိဖာလမ်းစာရှောက်တက်ကလေးကအဲ့ဒီဖြာရီပေါ်မှာနပန်းတက်ထည့်တာပါ။အသက်9နှစ်အရွယ်မှာသူ့ဖခင်ဟာသူ့ကိုဝက်ဝံပေါက်တကောင်နဲ့နပန်းတက်ထိုင်းခဲ့ပါတယ်။အဲ့ဒီဗီဒီယိုကိုအခုထိတွေ့နိုင်ပါသေးတယ်။လူအချို့ကဒါကိုရက်ဆက်တယ်လို့မြင်ကြပေမဲ့အဖေဖြစ်သူကတော့ချင်းတဲ့တကောင်ဖြစ်ချင်ရဲ့ချင်းတဲ့တွေကြားမှာကြီးပြင်းရမယ်လို့ယုံကြည်ခဲ့ပါတယ်။ဒီလိုလေ့ကျင့်မှုတွေကပဲသူ့ကို UFC ထဲမှာဘယ်သူမှမလွတ်နိုင်တဲ့စံပိုပညာရှင်တယောက်ဖြစ်လာစေခဲ့တာပါ။2012ခုနှစ်မှာခဘိဖာ UFC ထဲကို16ပွဲနိုင်မှုတန်းနဲ့စတင်ခြေချခဲ့ပါတယ်